Ole keti channel panina athakina moking elama itenga kolgam sunga ibuaina kibat lo ve dan mo tem chikat en sukdi ne na ina pol khat gal vaina tai zena inkang lo kang ma chene kinitum sina man na kitui jong kinul man kim nai lo kom kala kitel dia buai chi taka buai khopi lama nana ki peizia zia lew mo hi mo danina i mo kina vai pe na sa ma hi kol gambel ina tua kom kala mi pil ma apil ma te mo na zong ikitel na pen hoi takina hi pi le hang tua hi le igam pen veng bai zoding hi ibuai na panina nuam takina igam kiom bai zoding hi chi mu na anei ngiat jong na om zeloi manina tua hangina ibangina kitel na alu tu zong hi to changina FB konga imu tek ma bangina bangom yam chi le tua kitel na dia zong ZNP party penzo mi campaign thapiak ding che ikigen gen ma bangina midang khat ung chin se sangin mon ei lei tang buanga ei mi ma ei party ma zo mi ma chingle de i manina igen na tung tonina tuina meeting zong kithei kheta danina genina nongina zan ma maina zong nana mo zalingina tun zong enleng omin chin pu chin paulon bangin zong dem ding hile kilom hi mo ala yang thot danina tua zong hoi takina kanni na akibol to mai mo ai keile a hitak pi mo chi khat aman chengina hoi takina gen phakik ding hiang mo လူညိုရေးစိုးရင်ကြကြောင့်နေပြည်တော်ကနေဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်တယ်လို့ကာယကံရှင်တွေနဲ့ပါတီနဲ့နှိစက်သူတွေစီကနေသိရပါတယ်။နိုင်ငံတော်ဝန်ခုခံတော်လှန်မှုအားကောင်းနေချိန်မှာလုံခြုံရေးအတွက်စိတ်ချရတဲ့နေပြည်တော်စေယုံကျုပ်တရှိရာဇေယျသီရိမြို့နယ်ကနေကြက်ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ရီကရွေးကောက်ပွဲဝင်ပြိုင်မှာဖြစ်ပါတယ်။မင်းကင်းမောင်မြင့်လို့လူသိများတဲ့ဦးမောင်မြင့်ကစပူသီရိမြို့နယ်နဲ့ဘူးလဲလားဆွေလို့လူသိများတဲ့ဦးလာဆွေကပောပသီရိမြို့နယ်ကနေအသီးသီးဝင်ပြိုင်ကြမှာပါตวงตุงดิงเดซมบาคาสอมนี่ละยัดเนี่ยวอดเขียดดิงตกิสายนะนาบวยมาตาดานไว้เวมอยายโมดานนะนาบวยมาวินะเมกวงลุยดิงเตจินิมอตัวดิงเตจงเบลบวยมาดานไว้นะอาจจะดูนะปีไข่ผิวเชนไข่จีจีลำเตบังฮิเลมุนดังไปเขียดดิเป็นฮักสายเจงนะอีกำเวนโลโตจีนะมานี่ปีโดลำกาลกับเตอุกโซนาขปีลำมอตัวลำปังเป็นกวางลุยดิ้งนักกิตุปิอาโนตัวลำกวางลุยดิ้งนักมินเซนกิเทฮีจีนาเกนหิมะอินะฮีอาจจะดูนะกาลเตวมนาปีเดียบลำเตอมนาของเบลัยเล่อุดมาสะตวนเลาดานอยอินะกาลกับบูตัมปีตักเตซงวอดเมกวางลอยดิ้งนะนี่ปีดอลมากิถอยนะปีไข่พิวจังไข่จีมาไกลำเตจงเป็นนี่ปีดอเต็งมาบุลกิมเต็งมากิบุฟวลเปาฮีจีนจงเกนโฮมาမင်းကင်းမောင်မြင့်လို့လူသိများတဲ့ဦးမောင်မြင့်ကစပူသီရိမြို့နယ်နဲ့ဘူးလဲလားဆွေလို့လူသိများတဲ့ဦးလာဆွေကပောပသီရိမြို့နယ်ကနေအသီးသီးဝင်ပြိုင်ကြမှာပါကြက်ခိုင်ရေးပါတီဒုတိယဥက္ကဋ္ဌဦးမြတ်ဟင်းကတခိဏသီရိမြို့နယ်ကနေဝင်ပြိုင်မှုရှိတယ်လို့စုံစမ်းသိရှိရပါတယ်။ကြက်ခိုင်ရေးပါတီကိုစစ်ကောင်ဆောင်ဆင်လို့မဲ့တက်အရာရှိတွေတဲ့ဗိုလ်ချုပ်ကြီးဟောင်းအောင်လင်းတွေကနေပြည်တော်ကမြို့သားလွတ်တော်မဲဆန္ဒနဲ့တနေရာဝင်ပြိုင်မှုတစ်ပြေးနေပြီးလက်ရှိပြန်ကြားရေးဝန်ကြီးဦးမောင်မောင်အုံးကတက်ကုန်းမြို့နယ်ကနေကြက်ခိုင်ရေးပါတီကိုစားပြုဝင်ပြိုင်မှုစင်းပေးထားတယ်လို့သိရပါတယ်။နိုင်မို့တေချာပြီးလုံခြုံရေးစိတ်ချရတဲ့နေပြည်တော်ရှစ်မြို့နယ်ကနေဝင်ပြိုင်ကျတဲ့သူများတာကြောင့်ပါတီတွင်ပုတ်တိုက်မှုတချို့တောင်ရှိတယ်လို့ကြက်ခိုင်ရေးပါတီနဲ့နှိစက်သူတယောက်ကပြောပြပါဗျ။ကြက်ခိုင်ရေးပါတီရဲ့ဗဟိုလုံးမှုဆောင်ဖြစ်တဲ့ဦးမောင်မြင့်ကတော့သူ့ရဲ့ဇာတိမင်းကင်းကနေမပြိုင်တာဟာတော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကိုခံရနိုင်တဲ့အခြေအနေရှိတာကြောင့်ပို့ပြီးတော့လုံခြုံမယ်လို့ယုံကြည်ရတဲ့စပူသီရိမြို့နယ်ကိုရွေးချယ်တာဖြစ်တယ်လို့ပြောပါဗျ
မန္တလေးနဲ့မိုးဝါတော့မှမော်တော်ကားနဲ့တော်လို့မရဘူးဆိုနေတာဖြစ်လာတယ်လေအဲ့တော့မိုးဝါနေပြီးတော့မမင်းကြီးကိုသွားဖို့ကြတော့မော်တော်နဲ့သွားမယ်ကားနဲ့သွားမယ်အားလုံးက PDF တွေကပိတ်ထားတယ်ဆိုတော့ဘလို့မှသွားလို့မရနေတာဖြစ်ပါဘယ်ဆိုစီစီပါလေလုံးလို့အဲ့ဒီမှာဆိုလို့ရှိရင်တော့ပြင်ကျွန်တော်ဝင်းရတဲ့လူတွေပဲဖြစ်ကျွန်တော်ပဲဖြစ်ဖြစ်ဒါကထိခိုက်နေတာခံရမဲ့သဘောလေးရှိပါတယ်ဗျာဒါမှမဟုတ်လေဒါဒီနေရာလေးကတော့ဖြစ်ပုံမူပြီးတော့မှလုံခြုံအေးချမ်းမယ်လို့ယုံကြည်လို့ကျွန်တော်ဒီနေရာလေးကိုရွေးချယ်ရင်ဖြစ်ပါတယ်ina ama wagen na bang chiken hiam chile hi bang ina anaya amuna ni piroa kuang kalui na diu pen hang pe na mondanga pai di leong diesel man dat siman le bana pdf le thau toy tom te omu ai manina ko ading ina lau huai hi ai ke le lungmon huai lo hi china ge ni toy manina hi mon le muna kuang lui jau pen lemma mahi china ge ni na tua koma belai le vot jong wa tenga kilim piak thei pen ding ai changa mo tua khat jong pen ngai su du jong hi khading hi chi pen ummo wai hi chi pon ne ဗိုလ်မှူးချုပ်ဟောင်းဦးမောင်မြင့်ဟာ2010 2015နဲ့2020ရွေးကောက်ပွဲ3ကြိမ်စလုံးသူစာတီးဖြစ်တဲ့စကိုင်းတိုင်းမင်းကင်းမြို့နယ်ကဝင်ပြိုင်ခဲ့ပြီး2020ရွေးကောက်ပွဲမှာတော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကိုယ်စားလှယ်ကိုဦးမောင်မြင့်ကမဲအပြတ်သက်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။လက်ရှိမှာတော့မင်းကင်းမြို့နယ်အတွင်းမြို့ပေါ်ကလွဲပြီးကျေးလက်ဒေသအများစုကိုတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။ဒီလိုအခြေအနေကြောင့်ဝန်ထမ်းအများစုနေတဲ့စပူတီတီမြို့နယ်ကနေဝင်ပြိုင်မဲ့ဦးမောင်မြင့်ဟာဝန်ထမ်းရက်ကွက်တွေမှာစီယုံရေးစဆင်းနေပြီဖြစ်ပါတယ်။ဇရာတီတီမြို့နယ်ကနေဝင်ပြိုင်မဲ့ကြံ့ခိုင်ရေးပါတီရဲ့ဥက္ကဋ္ဌဗိုလ်မှူးချုပ်ဟောင်းဦးခင်ရီဟာလည်း2020ရွေးကောက်ပွဲမှာရန်ကုန်တိုင်းစစ်ကြီးခနောင်တို့မြို့နယ်ကနေဝင်ပြိုင်ခဲ့သူဖြစ်ပါတယ်။စစ်တပ်အများစုခြေစိုက်တဲ့ဇရာတီတီမြို့နယ်နဲ့ကိုကိုကျွန်းမြို့နယ်တွေဟာတက်မဲအများစုဖြစ်တာကြောင့်စစ်တပ်ရဲ့ကြောတော်နောက်ခံကြံ့ခိုင်ရေးပါတီကပဲတေချာပေါက်နိုင်မဲ့မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ねamao to ke sayna belai le to na me zongina ti a ho chi ne ma kol pau kompang ne na thugen kipan pai koi tau hi thugen na pai na fa koi tau hi chi na ge no hiဒါအပြင်ဘူးလလဆွေကလည်းတော်လိုင်းတက်တွေစိုးမိုးထားတဲ့သူစာတီဂန်ကောကနေမပြိုင်တော့ပဲပုပ္ပတီတီကနေဝင်ပြိုင်မယ်လို့သိရပါတယ်။မဲဆွဲခီးစိတ်ကအစအကုန်ကျတက်တာပြီးလုံခြုံရေးအရာကိုနိုင်ဖို့ယာနှုံးမှာတေးကြရဲဆိုတဲ့တွက်ကိန်းနဲ့ကြက်ခိုင်ရေးထိပ်သီးခေါင်းဆောင်တွေဟာနေပြည်တော်ကနေပြိုင်ဖို့သူတို့ကိုယ်တိုင်အဆိုပြုကြတာဖြစ်ပြီးသူတို့အဆိုပြုချက်ကိုစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကလက်ခံအတည်ပြုပေးလိုက်တာလို့စစ်တပ်အရာရှိဟောင်းတူဦးကသုံးသပ်ပါတယ်မန္တလေးနဲ့မိုးဝါတော့မှမော်တော်ကားနဲ့တော်လို့မရဘူးဆိုနေတာဖြစ်လာတယ်လေအဲ့တော့မိုးဝါနေပြီးတော့မမင်းကြီးကိုသွားဖို့ကြတော့မော်တော်နဲ့သွားမယ်ကားနဲ့သွားမယ်အားလုံးက PDF တွေကပိတ်ထားတယ်ဆိုတော့ဘလို့မှသွားလို့မရနေတာဖြစ်ပါဘယ်ဆိုစီပါလေလုံးလို့အဲ့ဒီမှာဆိုလို့ရှိရင်တော့ပြင်ကျွန်တော်ဝင်းရတဲ့လူတွေပဲဖြစ်ကျွန်တော်ပဲဖြစ်ဖြစ်ဒါကထိခိုက်နေတာခံရမဲ့သဘောလေးရှိပါတယ်ဗျာဒါမှမဟုတ်လေဒါဒီနေရာလေးကတော့ပြင်ပုံမူပြီးတော့မှလုံခြုံအေးချမ်းမယ်လို့ယုံကြည်လို့ကျွန်တော်ဒီနေရာလေးကိုရွေးချယ်ရင်ဖြစ်ပါတယ်ဗိုလ်မှူးချုပ်ဟောင်းဦးမောင်မြင့်ဟာ2010 2015နဲ့2020ရွေးကောက်ပွဲ3ကြိမ်စလုံးသူစာတီးဖြစ်တဲ့စကိုင်းတိုင်းမင်းကင်းမြို့နယ်ကဝင်ပြိုင်ခဲ့ပြီး2020ရွေးကောက်ပွဲမှာတော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကိုယ်စားလှယ်ကိုဦးမောင်မြင့်ကမဲအပြတ်သက်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။လက်ရှိမှာတော့မင်းကင်းမြို့နယ်အတွင်းမြို့ပေါ်ကလွဲပြီးကျေးလက်ဒေသအများစုကိုတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။ဒီလိုအခြေအနေကြောင့်ဝန်ထမ်းအများစုနေတဲ့စပူတီတီမြို့နယ်ကနေဝင်ပြိုင်မဲ့ဦးမောင်မြင့်ဟာဝန်ထမ်းရက်ကွက်တွေမှာစီယုံရေးစဆင်းနေပြီဖြစ်ပါတယ်။ဇရာတီတီမြို့နယ်ကနေဝင်ပြိုင်မဲ့ကြံ့ခိုင်ရေးပါတီရဲ့ဥက္ကဋ္ဌဗိုလ်မှူးချုပ်ဟောင်းဦးခင်ရီဟာလည်း2020ရွေးကောက်ပွဲမှာရန်ကုန်တိုင်းစစ်ကြီးခနောင်တို့မြို့နယ်ကနေဝင်ပြိုင်ခဲ့သူဖြစ်ပါတယ်။စစ်တပ်အများစုခြေစိုက်တဲ့ဇရာတီတီမြို့နယ်နဲ့ကိုကိုကျွန်းမြို့နယ်တွေဟာတက်မဲအများစုဖြစ်တာကြောင့်စစ်တပ်ရဲ့ကြောတော်နောက်ခံကြံ့ခိုင်ရေးပါတီကပဲတေချာပေါက်နိုင်မဲ့မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ဒါအပြင်ဘူးလလဆွေကလည်းတော်လိုင်းတက်တွေစိုးမိုးထားတဲ့သူစာတီဂန်ကောကနေမပြိုင်တော့ပဲပုပ္ပတီတီကနေဝင်ပြိုင်မယ်လို့သိရပါတယ်။မဲဆွဲခီးစိတ်ကအစအကုန်ကျတက်တာပြီးလုံခြုံရေးအရာကိုနိုင်ဖို့ယာနှုံးမှာတေးကြရဲဆိုတဲ့တွက်ကိန်းနဲ့ကြက်ခိုင်ရေးထိပ်သီးခေါင်းဆောင်တွေဟာနေပြည်တော်ကနေပြိုင်ဖို့သူတို့ကိုယ်တိုင်အဆိုပြုကြတာဖြစ်ပြီးသူတို့ဆိုပြုချက်ကိုစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကလက်ခံအတည်ပြုပေးလိုက်တာလို့စစ်တပ်အရာရှိဟောင်းတူဦးကသုံးသပ်ပါတယ်။ Ole kuang lui te un na mon ni piro vi ve un na u to ke sai
alulok deule alian deu tengi ut nai chamo tua to ke sai belai le tulai taka amakayu bucho mochi menong lain belai le thukim pi chena ge nei mo ole new dang to maya ki mok ek som ni